Hi မင်္ဂလာပါဒီ reading လေးကတော့အခုဒီမေလထဲမှာပေါ့နော်ကိုယ့်ရဲ့အခြေရေးနဲ့ပတ်သက်ပြီးတော့ဘာတွေပြောင်းလဲရှိနိုင်လဲဆိုတာကိုကြည့်ပေးတာပေါ့နော်အဲ့တော့ကြည့်လိုက်ကြရအောင်ပုံမှန်ဆိုလို့ရှိရင်တော့ခင်မီကဒီခက်နဲ့တိတ်ကြည့်ပေးတာနဲတယ်ပေါ့နော်ခင်မီရဲ့ဗီဒီယိုတွေကိုကြည့်ဖို့လဲဆိုလို့ရှိရင်ဒီခက်ကိုသုံးတာရှားတယ်ဘာလို့လဲဆိုတော့ဒီခက်ကတွေသူများတွေတော့မသိဘူးပေါ့နော်ခင်မီအတွက်ကတော့ဒီခက်က energy အရန်သုံးရတယ် energy အရန်အားစိုက်ရတယ်ပေါ့နော်ဒီခက်တွေရဲ့ပေးတဲ့ energy ကဒီခက်တွေရဲ့ပေးတဲ့ energy ကမရိုးရှင်းဘူးအဲ့တော့ကိုကြည့်ရတဲ့အခါမှာလေဒီ energy အရန်သုံးရတယ်လို့ခံစားရတယ်ပေါ့နော်အဲကြောင့်မို့ဒီခက်နဲ့သုံးတာဒီခက်နဲ့ကြည့်ပေးရတဲ့နဲ့ရှာရတယ်အဲ့တော့ကဲအခုဒါလေးကတော့ဒီအခုမေလအတွက်ပေါ့နော်ကိုမေလမှာကိုယ့်ရဲ့အခြေရေး single ပဲဖြစ်ဖြစ် relationship ရှိတဲ့လူပဲဖြစ်ဖြစ်ပေါ့နော်ဘာတွေကြုံတွေ့ရနိုင်လဲဆိုတာကိုကြည့်ပေးမယ်ဒီ reading လေးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဖိုင်းလေး၃ခုအရင်ချလိုက်မယ်ပေါ့နော် okay ဖိုင်း1ဒါလေးကတော့ဒါဖိုင်း1ပေါ့နော်ဒါဖိုင်း2ဖိုင်း3ဖိုင်း1ဖိုင်း2ဖိုင်း3ဖိုင်း1ဖိုင်း2ဖိုင်း3 okay so သုံးခက်တယ်နဲ့ပဲကြည့်လိုက်တော့မယ်နော်အဲ့တော့ဒါကကြတော့ဒါဖိုင်းလေးတွေကိုရွေးချယ်ထားတဲ့သူလေးတွေတကယ်လို့ကိုကခက်တီးရတယ်တူနေတာဆိုတော့ကိုရွေးချယ်တဲ့ဖိုင်းဟာဘယ်ကမှမသိဖြစ်နေမှာဆိုလို့ဒီလိုမျိုးဆိုင်းလေးတွေနဲ့လုပ်ပြလိုက်မယ်နော်ဒါဆိုရင်ဖိုင်း1ကိုရွေးတဲ့သူဒါဖိုင်း2ဒါလေးကတော့ဖိုင်း3အဖြူလေးကိုရွေးတဲ့သူပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီမှာဖိုင်းလေး၃ခုရှိမယ်ဖိုင်း1ဖိုင်း2ဖိုင်း3အဲ့တော့ကိုကပေါ့နော်အခုဒီမေလထဲမှာကိုယ့်ရဲ့ relationship ကဘယ်လိုဖြစ်နိုင်လဲဆိုတာလေးကိုစိတ်ထဲမှာတွေးပြီးတော့ဖိုင်းလေးတစ်ခုကိုရေးပေးပါနော်တကယ်လို့ကိုကဒီကိုနဲ့ energy ကြိုက်တယ်ပေါ့နော် tarot ကိုစိတ်ဝင်စားလို့ personal reading လေးတွေမေးချင်နေဆိုရင် the tarot page message မှာလာရောက်မေးမြန်းလို့ရပါတယ်ဒါလေးကတော့ဒါဖိုင်း1ကိုရွေးချယ်ထားတဲ့သူလေးတွေအတွက်ပေါ့နော်အဲ့တော့အရင်ဆုံးကိုကဖိုင်း1ကိုရွေးချယ်ထားတယ်ဒါပေမဲ့ကိုနဲ့ energy ကိုက်မကိုက်ကမသိဘူးဆိုတော့အခုဒီလက်တလောပေါ့နော်ကိုလက်ရှိဖြစ်နေတဲ့လက်တလောအခြေအနေလေးကို energy check ပေးပါမယ်တကယ်လို့ကိုကအခုဒီ energy check တဲ့အားနဲ့ကိုနဲ့ကတစ်ထက်ထဲကျနေရဆိုရင်ဒါကိုရွေးတဲ့ဖိုင်းနဲ့ကိုနဲ့ energy ကိုက်တယ်ပေါ့နော်တကယ်လို့လက်ရှိဖြစ်နေတဲ့အရာကိုကြည့်တဲ့အခါမှာကိုနဲ့ energy မကိုက်ဘူးကိုဖြစ်နေရတဲ့တခြားစီပဲဆိုရင်တော့တခြားပိုင်းတစ်ခုကိုရွေးချယ်ပေးပါOkay so ဒီဖိုင်း1ကိုရွေးချယ်ထားတဲ့သူလေးတွေကပေါ့နော်အခုလက်တလုံးမှာကိုကလက်တလုံးမှာကိုယ့်ရဲ့ relationship နဲ့ပတ်သက်ပြီးတော့ကိုမထင်ထားတဲ့သတင်းတစ်ခုကိုသိလိုက်ရတာမျိုးကိုလုံးဝထင်မထားတဲ့အရာတစ်ခုပေါ်လာတာမျိုးဒီ relationship ထဲမှာကိုယုံကြည်ထားတဲ့အရာတစ်ခုကျိုးပြတ်သွားတာမျိုးပျက်စီးသွားတာမျိုးကိုလုံးဝမပြောင်းလဲဘူးသူထင်ထားတဲ့အရာကြီးကပြောင်းလဲသွားတာမျိုးအဲ့ဒီလိုမျိုးကြုံနေရတယ်ဆိုရင်ဒီဖိုင်း1ကိုရွေးချယ်တဲ့သူကကိုနဲ့ energy ကြိုက်တယ်ဒီဖိုင်း1လေးတွေရပါတော့ပြောရရင်တော့ဒီဖိုင်း1ကိုရွေးတဲ့သူတွေရဲ့ relationship ဒီအခုဒီမေလထဲမှာမကောင်းဘူးလို့ပြောလို့ရတယ်လက်ရှိကြုံနေရတဲ့အနေအထားကို check လိုက်တဲ့အခါမှာလည်းဖိုင်း1လေးတွေလက်ရှိကြုံနေရတာဒီကိုယ့်ရဲ့ relationship ထဲမှာဆိုလို့ရှိရင်ကိုလုံးဝကိုမထင်ထားတဲ့အရာကိုမထင်ထားတဲ့အရာမျိုးကိုကြုံရတာပေါ့နော်မထင်ထားတဲ့အရာမျိုးကိုကြုံနေရတဲ့အတွက်လက်ရှိမှာလည်းကိုအဲ့ဒါကိုရင်ဆိုင်နေရတယ်ပြီးတော့ဒီကိုယ့်ရဲ့ဒီဖြစ်လာမဲ့အရာလေးတွေပေါ့နော်ဒီလထဲမှာရင်ဆိုင်မဲ့အရာလေးတွေကြည့်တော့လေအဲ့ဒီလိုမျိုးအရာကထပ်ပါနေတော့မယ်ဆိုတော့ဒီဖိုင်း1လေးတွေရဲ့ relationship ဒီတတိယလူပါဝင်နေတဲ့ပုံစံမျိုးတွေ့ပါတယ်အဲ့တော့ဒီထဲမှာတတိယလူပါဝင်နေပြီတတိယလူဆိုတာကအများဆုံးကတော့that person ဖြစ်ဖို့များတယ်ဒီအရာကိုကြည့်ကျင်ရဖြစ်ကိုရတဲ့ energy အရာဆိုလို့ရှိရင်ဒီကိုရဲ့ relationship ထဲမှာတတိယလူပါဝင်နေတယ်ကောင်လေးဖြစ်ကောင်မလေးဖြစ်ပေါ့နော်အဲ့လိုမျိုးကိုက main ကလေးဆိုရင်ကို relationship ထဲမှာတခြား main ကလေးတယောက်ပါဝင်နေတယ်ကိုကောင်လေးနဲ့ပတ်သက်နေတဲ့သူတယောက်ရအဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်တစ်ဖက်လူရဲ့မိဘဆွေမျိုးတိုင်းဝိုင်းနဲ့တူကဝင်ဆွတ်ဖက်ပြီးတော့သူနဲ့တော့အဆင်မပြေဘူးဘာညာပေါ့နော်ဒါမှမဟုတ်ရင်ကိုရဲ့တစ်ဖက်လူကကို reason ပေးတဲ့ဟာကလည်းအိမ်ကလူတွေကသဘောမတူလို့အိမ်ကလူတွေကဘယ်လိုပဲညာဆိုတဲ့ reasonမျိုးတွေတတိယလူရဲ့အကြောင်းပြချက်တွေအဲ့လိုမျိုးတွေပါဝင်ပြီးတော့မှဒီ relationship ကအဆင်မပြေဖြစ်နေတဲ့အနေအထားမျိုးလို့မြင်တယ်ပြောရရင်တော့
ကိုလုံးဝထင်မထားတဲ့အရာဖြစ်သွားတယ်ဖြစ်လာလိမ့်မယ်ပေါ့နော်အခုကိုကမဖြစ်သေးဘူးရင်ဆိုင်နေရတယ်ဒီလိုမျိုးပြဿနာမျိုးလေးဖြစ်လာဖို့ရင်ဆိုင်နေရတယ်ဆိုရင်လည်းအခုလာမဲ့ဒီလအတွင်းမှာပဲဒီ relationship ဒီပြောင်းလဲသွားလိမ့်မယ်ဒီကိုမတင်ထားတဲ့အရာကြီးပေါ်လာလိမ့်မယ်အဆင်မပြေတွေဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒီပြောရရင်တော့ဒီဖိုင်ဝမ်လေးတွေထဲမှာတတရားလူပါဝင်နေတဲ့အတွက်ဒီ relationship ဒီအခုဒီလထဲမှာအဆင်ပြေဖို့မမြင်သေးဘူးဒီကိုကလည်းအဲ့ဒီပြဿနာကြားထဲမှာပဲရှိနေအောင်ပါပဲရင်ဆိုင်နေရအောင်ပါပဲအဲ့တော့ဒါဖိုင်ဝမ်ကိုရွေးချယ်ထားတဲ့သူလေးတွေရဲ့ဒီလအတွက်ဒါ relationship energy ပေါ့နော် single လေးတွေလည်းပြောပြပါမယ် single လေးတွေကကြတော့ဒါက single လေးတွေအတွက်ပြောပြတာပေါ့နော် single လေးတွေကတော့အခုဒီလက်ရှိပေါ့နော်ဒီမေလထဲမှာ relationship ကိုမစင်စားစေချင်သေးဘူးဘာဖြစ်လို့လဲဆိုတော့အခုကိုကလက်ရှိမှာပြောနေတဲ့သူရှိတယ်ကိုယ့်စိတ်ထဲမှာဒီလူကိုသဘောကျတယ်သူကငါ့ကိုတကယ်ချစ်တာပဲအဲ့လိုမျိုးထင်နေတဲ့သူတွေလည်းပါကောင်းပါလိမ့်မယ်ဒါပေမဲ့ဒီခက်တွေ energy အရာတော့အဲ့ဒီလူဒီကိုကိုတကယ်မျက်နှာတကယ်ချစ်တာမျိုးမဟုတ်ဘူးသူလိုချင်နေတဲ့အရာကိုရှိမှရှိနေတာအဲ့ဒီသူလိုချင်တဲ့အရာကိုရပြီးသွားတာနဲ့သူကကိုကိုမပြောချင်တော့တာလိုမျိုးအဲ့လိုမျိုးပေါ့နော်အဆက်အသွယ်ဖြစ်သွားနိုင်တယ်မိန်းကလေးတွေဆိုရင်တတိထားရမယ်ယောက်ျားလေးတွေကကိုရှိရနေသူတို့လိုချင်တာတခုရပြီးတာနဲ့ကိုဆက်သွယ်မှမဟုတ်တော့ဘူးဒါမှမဟုတ်လို့ရှိရင်သူတို့ကိုရှိရလိုချင်နေတဲ့အရာကိုပေးလို့သူကကိုလာပြီးပတ်သက်နေတဲ့ပုံစံမျိုးအဲ့လိုလူမျိုးပေါ့နော်သူရှိရတကယ် reality တကယ်ခံစားချက်အစစ်မှမဟုတ်ဘူးယောက်ျားလေးတွေဆိုရင်လည်းတစ်ဖက်မိန်းကလေးကကိုပန့်ပိုးနေရတွေကိုရနေလို့သူတို့ကိုသဘောကျတဲ့ပုံစံမျိုးသူတို့ရှိမှတကယ် reality တကယ်အချစ်ပေါ့နော်အစစ်မှန်တာမျိုးမရှိဘူးအဲ့တော့အခုဒီလက်တလောပေါ့နော်ဒီလက်တလုံးမှာပြောနေရသူရှိရဲဆိုရင်တော့ single လေးတွေက relationship ထားဖို့မသင့်တော်သေးပါဘူးထပ်ပြီးတော့စောင့်ကြည့်စီခြင်းပါတယ်အဲ့တော့တကယ်လို့ကိုနဲ့ energy ကိုက်တယ် tarot စိတ်ဝင်စားလို့ personal reading လေးတွေမေးချင်နေဆိုရင်ဒါဟာ tarot page messenger မှာလာရောက် booking လို့ရပါတယ်ကျေးဇူးတင်ပါတယ်ဒါလေးကတော့ fine 2ကိုရွေးချယ်ထားတဲ့သူလေးတွေအတွက်ပါfine 2ကိုရွေးချယ်ထားတဲ့သူလေးတွေကဒီကကိုကတော့ fine 2ကိုရွေးချယ်ထားတယ်ဒါပေမဲ့ကိုနဲ့ energy ကိုက်ရက်လားဒီ fine 2ကကိုနဲ့ energy ကိုက်ရက်လားဆိုတာဒီကိုတော့အရင်ဆုံး energy check ပေးပါမယ်တကယ်လို့ကိုကအခုဒီပြောတဲ့အခုဒီ energy check တဲ့ထဲမှာပြောတဲ့အရာတွေကိုလက်ရှိမှာလက်တလောအခုလက်ရှိမှာတကယ်ဖြစ်နေရဲဆိုရင်ဒါကိုနဲ့ energy ကိုက်တယ်ပေါ့နော်မဖြစ်ဘူးဆိုလို့ရှိရင်တော့နောက်ထပ်ဒီ fine တစ်ခုကိုပြောင်းပြီးတော့ရွေးစေချင်ပါတယ်အဲ့တော့ဒါကတော့ဒီအခုလက်ရှိဒီဖြစ်နေတဲ့အရာလေးကိုကြည့်ပေးပါမယ်โอเคဒီဖိုင်ထူးလေးတွေက relationship မှာအခုချိန်မှာကိုကဘာလို့ရမှန်းမသိအောင်လမ်းပြောင်းနေတာမျိုးရွေးချယ်ရခက်နေတာမျိုးအဲ့လိုမျိုးတွေဖြစ်နေရဆိုလို့ရှိရင်ဒီဟာကကိုနဲ့ energy ကိုက်တယ်ပေါ့နော်ကိုအနေနဲ့စိတ်တွေအရန်ရှုံနေတယ်ရွေးချယ်လို့ဘယ်ဟာကိုရွေးချယ်ရမှန်းမသိအောင်လို့ဖြစ်နေတဲ့အတွေးတွေလောင်ပိတ်နေတယ်ပေါ့နော်အဲ့လိုအနေထားမျိုးလမ်းပြောင်းနေတယ်အဲ့လိုခံစားနေရတယ်ဆိုရင်ဒီဟာကကိုနဲ့ energy ကိုက်တယ်ပြီးတော့ဒီဘိုင်းဝင်ရဲ့သူတွေကကိုယ့်ရဲ့ relationship ကငွေကြေးနဲ့ဆက်ဆက်နေတာမျိုးပေါ့နော်ကို့မှာဒီသူနဲ့ပတ်သက်ပြီးတော့ plan တွေချထားပေးမယ်အဲ့ဒီ plan တွေကငွေစုထားလိုက်ပျောက်သွားလို့ဒီ plan ဖြစ်မလာဘူးအဲ့လိုမျိုး relationship မှာအဲ့လိုမျိုးတွေကြုံနေရတယ်ဆိုရင်ဒါ energy ကိုက်တယ်ပေါ့နော်နောက်တစ်ခုကတော့လက်တလုံးမှာဒီ relationship ကနေရုံထွက်သွားခြင်းနေတယ်စင်မပြေဖြစ်နေတယ်အဲ့လိုပုံစံမျိုးတွေဆိုလဲဒါ energy ကိုက်ပါတယ်အဲ့တော့ကိုကဒီလိုမျိုးတွေဖြစ်နေရဲဆိုတာ energy ကိုက်တယ်ဒီ point 2ကအသင်အတွက်ပါဒါကအခုဒီမေလမှာဖြစ်လာမယ့်အရာလေးကိုကြည့်ပေးတာပေါ့နော်မေလထဲမှာဆိုလို့ရှိရင်ဒီ point 2ကိုရွေးချယ်ထားတဲ့သူလေးတွေကကိုယ့်ရဲ့ relationship နဲ့ပတ်သက်ပြီးတော့အမှန်တရားတစ်ခုကိုဖြည့်ချရတာမျိုးလေးတွေကြုံရတတ်တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ကိုကဒီသူနဲ့ကိုကြားမှာပေါ့နော်ဒီစာချုပ်လိုပုံစံမျိုးအဲ့လိုမျိုးသဘောတူတဲ့အဲ့လိုအချက်လက်တွေလုပ်တဲ့ပုံစံမျိုးတွေလုပ်ရတာမျိုးတွေဖြစ်လာနိုင်တယ်နောက်တစ်ခုကကြတော့သူနဲ့ကိုကြားမှာအဲ့လိုမျိုးအမှန်တရားနဲ့ပတ်သက်ပြီးတော့ရင်ဆိုင်ရတဲ့အနေအထားမျိုးလေးတွေလည်းဖြစ်လာနိုင်တယ်ဒီအခုဒီလထဲမှာပေါ့နော်နောက်တစ်ခုကကြတော့အခုဒီပိုင်း2လေးတွေပေါ့နော်အခုပိုင်း2လေးတွေကဒီ relationship မှာအခုဒီလိုမျိုးကိုဖြစ်နေတာဘာကြောင့်လဲဆိုရင်သူကပြောချင်တာကကိုအရင်တုန်းကတခြား relationship တွေကိုရဲ့ past မှာဖြစ်ခဲ့တဲ့အရာတွေတော့ကိုလုပ်ခဲ့တဲ့အရာတွေကိုကိုကအခုပြန်ခံရတာပါကိုလုပ်ခဲ့တဲ့အရာတွေတူညီတဲ့ကိုလုပ်ခဲ့တဲ့အရာတွေရဲ့ထိုက်တန်မှုကိုပေါ့နော်ကောင်းခြင်းပဲဖြစ်ဖြစ်ဆိုခြင်းပဲဖြစ်ဖြစ်ကိုအခုခံစားရတယ်ပြန်ပြီးတော့ဒီအရာနဲ့ပတ်သက်တဲ့အရာကိုပြန်ခံစားရတဲ့အနေအထားမျိုးလို့ဒီခက်ဒီမှာ energy ရတယ်ပေါ့နော်ပြောချင်တာကတော့အဓိကကတော့ကိုကအခြေအနေနဲ့ပတ်သက်ပြီးတော့ကိုအရင်တုန်းကလူတွေပေါ်မှာဘယ်လိုလုပ်ခဲ့တာလဲအဲ့ဒီလုပ်ခဲ့တဲ့အတိုင်းကိုကအခုပြန်ဖြစ်တာအဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးကိုပြန်ပြီးတော့ကြုံစီတဲ့အနေအထားမျိုးပြီးတော့ကြတော့ဒီ
ဒီခက်ကပေါ့နော်တကယ်လို့ relationship တွေဆိုရင်ဒီဒါအခြေရေးဆို relationship ပေါ့နော်ဒီ relationship မှာအခုဒီလာထဲမှာဟိုတစ်ဖက်လူနဲ့ကိုယ်နဲ့အဲ့လိုမျိုးတယောက်နဲ့တယောက် contract လို့ပုံစံမျိုးစာချုပ်နဲ့ပတ်သက်တဲ့အရာမျိုးလုပ်ရတာမျိုးကြုံရနိုင်တယ်တကယ်လို့အဲ့လိုမျိုးလုပ်ခဲ့ရလို့ရှိရင်အဲ့ဒါမကောင်းဘူးမလုပ်ပါနဲ့လို့အကြံပေးခြင်းတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဒီဖိုင်းကငွေကြီးနဲ့ပတ်သက်တယ်နော်ငွေကြီးနဲ့ဒီ relationship နဲ့ပတ်သက်နေတဲ့သူတွေပြောရရင်ကိုကတစ်ဖက်လူနဲ့ကိုယ်နဲ့ကြာမှာငွေကြီးပိုင်းမရှင်းဘူးပြောရရင်ကိုကသူ့ရဲ့ under control အောက်မှာရောက်နေတာမျိုးသူ့ရဲ့ထောက်ပံ့မှုအောက်မှာရောက်နေတာမျိုးအဲ့လိုအရာတွေကြောင့်မို့ကိုကရုံးမထွက်နိုင်တဲ့ပုံစံမျိုးနောက်တစ်ခုကဒီဖိုင်းကိုရဲ့သူရဲ့ relationship ရဲ့တစ်ဖက်လူကကိုယ့်ထက်အသက်ကြီးတဲ့သူဩဇာအာဏာကြီးတဲ့သူကိုကအမြဲတမ်းသူ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ပုံစံမျိုးပါအဲ့တော့ဒီဖိုင်းကိုအခုကြည့်ရတာတော့သူနဲ့ကိုနဲ့ရဲ့ဆက်ဆံရေးကအခုဒီလာထဲမှာလဲဆက်လက်ပြီးတော့ခတ်ထန်နေအောင်မယ်ဆက်လက်ပြီးတော့အစင်မပြေဖြစ်နေအောင်မယ်ဆက်လက်ပြီးတော့အမှန်တရားတစ်ခုအမှန်တရားတစ်ခုအပေါ်မှာသူနဲ့ကိုနဲ့စကားများရတာမျိုးအဲ့လိုမျိုးတွေဖြစ်နေအောင်မယ်ပြီးတော့ငွေကြီးနဲ့ပတ်သက်ပြီးတော့လဲအဲ့ဒီ relationship ထဲမှာဒီငွေကြီးကဆက်ပြီးတော့ပါဝင်နေအောင်ပါပဲအဲ့တော့ဒါလေးကတော့ဒီ fine to ရွေးချယ်ထားတဲ့သူလေးတွေပေါ့နော်ကိုနဲ့ energy ကိုက်တယ် tarot စိတ်ဝင်စားလို့ personal reading လေးတွေမြင်မြင်ကျင်တယ်ဆိုလို့ရှိရင် tarot page message မှာ booking လို့ရပါတယ်ကျေးဇူးတင်ပါတယ်5 2ရဲ့ single လေးတွေကိုကြည့်ပေးပါမယ် single လေးတွေကတော့အခုဒီလထဲမှာကို့အနေနဲ့ရည်စားထားမယ်ဆိုရင်တော့ထားလို့ရတဲ့အနေအထားမှာရှိရယ် relationship ထားမယ်ဆိုရင်တော့ထားလို့ရမယ်အနေအထားမှာရှိတယ်ကိုကိုလာပြီးတော့သဘောကျတဲ့လူရှိနေတယ်အဲ့ဒီတစ်ဖက်လူကလည်းကိုယ့်ထက်အသက်ကြီးရဲ့လူဖြစ်ဖို့များတယ်ဒါပေမဲ့တခုတတိထားရမှာကအဲ့ဒီတစ်ဖက်လူဒီနည်းနည်းလေးမျက်နှာများတယ်ဆိုတာက तू ကကိုယ့်ထက်ယာဒူးတော်၎င်းဂုံတော်၎င်းအသက်ပိုင်းခြားတော်၎င်းငွေကြီးတော်၎င်းမြင့်တယ်ကိုယ့်ထက်တစ်ဖက်လူကအဲ့တစ်ဖက်လူကိုလိုချင်နေတဲ့သူ့ရဲ့ဒီ around သူ့ရဲ့ဒီနီးအနားမှာပေါ့နော်သူ့ကိုလိုချင်တဲ့သူ့ကို crush နေတဲ့လူတွေလည်းရှိတယ်သူအလုံးလုံးနေတဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်သူနေထိုင်တဲ့နေရာမှာပဲဖြစ်ဖြစ်သူ့ကိုအဲ့လိုမျိုးကိုကသူ့ကိုကြိုက်မယ်ဆိုရင်တော့တခုတော့ရှိတယ်သူကကိုကိုအချိန်ပေးနိုင်မှာမဟုတ်ဘူးသူပြီးတော့ကိုအနေနဲ့ဒီသူ့ကိုသဘောကျနေတဲ့သူတွေဝိုင်းဝိုင်းလဲနေတာဖြစ်တဲ့အတွက်နည်းနည်းတော့စိတ်တော့မအေးရဘူးပေါ့နော်အဲ့တခုလေးတော့တတိထားရမယ်ကျန်တဲ့အပိုင်းကတော့ဒီ single လေးတွေအနေနဲ့ relationship ရှိဖို့တော့ရှိလာဖို့မြင်တယ်ပေါ့နော်ဒါလေးကတော့ single လေးတော့ကြည့်ပြီးထားတာပါကိုနဲ့ energy ကိုက်တဲ့ထားတော့စိတ်ဝင်စားလို့ personal reading လေးတွေမေးချင်တယ်ဆိုရင်ဒါထားတော့ page messenger မှာလာရောက်မြင်မြန်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ဒီဟာလေးကတော့ pine 3ကိုရွေးချယ်ထားတဲ့သူလေးတွေအတွက်ပါ pine 3ကိုရွေးချယ်ထားတဲ့သူလေးတွေရဲ့ဒီ relationship ပေါ့နော်အချစ်ကြီးရဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအချစ်ကြီးကဒီမေလာထဲမှာပေါ့နော်ဘာတွေဖြစ်လာနိုင်လဲဆိုတာကိုဒါကိုရွေးချယ်တဲ့ဖိုင်နဲ့ကိုနဲ့က energy ကိုက်ရက်လားဆိုတာကို energy အရင်ဆုံး check ပေးပါမယ်တကယ်လို့ကိုကအခုဒီ energy check တဲ့ထဲအတိုင်းဖြစ်နေတယ်ဆိုရင်တော့ဒါကကိုရွေးချယ်တဲ့ဖိုင်ကဒါမှန်ကန်တယ်ပေါ့နော်တကယ်လို့ energy check တဲ့အခါမှာအဆင်မပြေဘူးဆိုရင်တော့တခြားဖိုင်တစ်ခုကိုရွေးချယ်စီချင်ပါတယ် Oh my god okay ohဒီဖိုင်းကိုရွေးချယ်တဲ့သူလေးတွေကတော့တော်တော်များများကလက်ရှိမှာဘယ်လိုပြောရမလဲလက်ရှိမှာအခြေရေးမှာ new left တွေ့ခြင်းတဲ့ပုံစံမျိုးပေါ့နော်ကို့မှာ relationship ရှိရတဲ့ကို့မှာပြောနေတဲ့သူတွေရှိနေတဲ့ပုံစံမျိုးနောက်တစ်ခုကကိုယ့်ရဲ့ဒီလောလောလတ်လတ်မှာ relationship တစ်ခုအဆုံးသတ်သွားတဲ့သူတွေလောလောလတ်လတ်မှာကိုယ့်ရဲ့ဒီစိတ်ခံစားချက်တွေကိုပိုင်ဆိုင်နေဆိုတဲ့ထင်တဲ့အရာပိုင်းမှာဆုံးရှုံးရတဲ့သူတွေလောလောလတ်လတ်မှာခုနပြောသလိုအချစ်တစ်တွေ့နေတဲ့သူတွေပေါ့နော်နောက်တစ်ခုကကြတော့တော်တော်များများကတော့အချစ်ရေးမှာရွေးချယ်ရခက်နေတဲ့သူတွေများမယ်ပြောရရင်တော့ချစ်ရေးမှာစမ်းပွင့်နေတယ်ဆိုတဲ့သူတွေများမယ်ပေါ့နော်အဲ့လိုလူတွေပါတယ်ဆိုလို့ရှိရင်ဒီ5 3လေးကိုရွေးတာဒါကိုနဲ့ energy ကိုက်တယ်ပေါ့နော်အဲ့တော့5 3လေးတွေရဲ့ energy ကို check လိုက်မယ်sorry ခုန5 2မှာတော့ single လေးတွေတော့မကြည့်လိုက်ရအောင် okay so အခုဒီ 5 3လေးတွေရွေးချယ်တဲ့သူလေးတွေရပါတော့ relationship ကဘယ်လိုလဲဆိုတော့တော်တော်များများကတော့တိတ်ပြီးတော့အစင်မပြေတဲ့ဟာတွေမမြင်ဘူးဒါပေမဲ့တခုတော့ရှိတယ်ဘာလို့လဲဆိုတော့ဒီမှာတကယ်တမ်းကတော့ဒီခက်ကပုံမှန်ဆိုရင်တော့ဒီခက်က positive energy ကိုရတယ်ဒါပေမဲ့အခုဘာကိုတတိထားမိသွားလဲဆိုတော့ဒီဟာလေးကိုတတိထားမိသွားတယ်ဒီငိုနေတဲ့နေမင်းလေးပေါ့နော်အဲ့လိုပြောရမယ်အဲ့ဒီအရာလေးကိုတတိထားမိသွားတဲ့အတွက်ဒီ relationship
ရှိတဲ့သူတွေကိုအရင်ပြောမယ်ဒီဖိုင်းကိုရွေးတဲ့ဖိုင်း3လေးတွေရဲ့ relationship ဒီ relationship တော့ရှိနေပါရဲ့မပျော်ရွှင်ရတဲ့သူလေးတွေ or မပျော်ရွှင်ရတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုပုံစံမျိုးခံစားရတယ်သူ့ရဲ့မျက်နှာကိုကြည့်တဲ့အခါမှာလည်းသူ့ရဲ့မျက်နှာမှာလည်းပျော်ရွှင်မှုကိုမခံစားရဘူးပြီးတော့ဒီကတ်ကိုကြည့်တဲ့အခါမှာလည်းစိတ်ထဲမှာဝမ်းနည်းတဲ့စိတ်မျိုးဖြစ်တယ်ပြောတော့အဲ့တော့ဒီ energy အရာဆိုရင်တော့ဒီရဲ့ fine 3လေးတွေရဲ့ relationship ကအဆင်ပြေတယ်လို့ထင်ရပေမဲ့အဆင်မပြေဘူးလို့မြင်တယ်ပြောရရင်ဒီ relationship ရှိတဲ့လူတွေလည်းပေါ့နော်အခုဒီလာထဲမှာတိတ်ပြီးတော့အဆင်ပြေတဲ့ပုံမပေါ်ဘူးကိုယ့်ရဲ့ relationship မှာကိုကမပျော်တော့ဘူးကိုထွက်သွားခြင်းနေတယ်ဒီ relationship ကိုအဆုံးသတ်ခြင်းနဲ့အဲ့လိုလူတွေများမယ်ဒီဖိုင်းဝင်ရတဲ့သူတွေကပြီးတော့နောက်တစ်ခုဒီကက်ပါလို့လဲပို့ပြီးတော့အဲ့လိုခံစားရတယ်ဒီကက်ကတစ်ခါလီမှာကြာတော့သူကကိုယ့်ရဲ့ဒီ relationship တခု ending ဖြစ်သွားတဲ့ပုံစံမျိုးပြတဲ့ထဲမှာလည်းပါတယ်နောက်တစ်ခုကကြတော့ဒီဖိုင်းကလေကိုကအခုလက်တလုံးမှာနိုင်ငံရဲ့ခြားတဲ့လူတစ်ယောက်နဲ့ဆက်ဆက်နေတဲ့ပုံစံမျိုးနိုင်ငံရဲ့ခြားလူတစ်ယောက်ကကိုကိုစကားလာပြောပြီးတော့ကိုကသူ့ကိုသဘောကျနေတဲ့ပုံစံမျိုးကိုမှ relationship ရှိနေတယ်ဆိုရင်တောင်မှကိုကဒီလိုမျိုး online ကနေပြီးတော့ social media ကနေပြောဆိုပြီးတော့နောက်တခြားသူတွေနဲ့တာယာနေတဲ့ပုံစံမျိုးပေါ့နော်ဒီဖိုင်းလေးတွေကပြီးတော့ကြတော့ तू ကဒီမှာဆိုလို့ရှိရင်လည်း water တွေအရန်ပါတယ်ပေါ့နော်ရေတွေအရန်ပါတယ်ရေရကြတော့ဒီ tarot မှာဆိုလို့ရှိရင် emotional ကိုပို့ပြီးတော့ပြတယ်စိတ်ငြက်စားချက်ပိုင်းကိုပြတယ်ပြင်ဒီမှာငါးလေးတွေကလည်းပြေးနေရနော်ပြီးတော့ဒီမြင်းကိုကြီးကလည်းတိတ်ပြီးတော့ပျော်ရွှင်နေတဲ့ပုံလည်းမပြဘူးအဲ့တော့ဒီမှာဆိုလို့ရှိရင်တော်တော်များများကတော့ကိုရှိဘယ်လိုပြောရမလဲဒီ relationship ကနေပြီးတော့ရုံထွက်ချင်နေတဲ့သူတွေများတယ်နောက်တစ်ခုကကိုက relationship ရှိရတဲ့လေကိုကတခြားပြောနေတဲ့သူတွေရှိနေတဲ့ပုံစံမျိုးတွေရှိနေတယ်နောက်တစ်ခုကကိုရှိကိုရောက်လာတဲ့သူကလည်းဝုန်းဝုန်းတိုင်းတိုင်းနဲ့လုံးဝဘာမှဟိုဘယ်လိုပြောရမလဲအရန်ကိုလေဟိုအယူတယောက်လို့ဝုန်းတိုင်းတိုင်းရောက်လာပြီးကြိုက်တယ်ချစ်တယ်အဲ့လိုမျိုးတွေစွကြီးတွေတည်းမှာသူ့ကိုဖြည့်ပြန်ပေးပါတယ် relationship ရှိလဲယူမဆိုင်ဘူးကျွန်တော်ကတော့ကျမကတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုလူမျိုးတွေရပဲကိုစီလာနေတဲ့ပုံစံမျိုးပါအများဆုံးကတော့ဒီရဲ့ relationship အတွဲတွေဒီနိုင်ငံရေးခြားနဲ့ဆက်ဆက်နေတဲ့အတွဲတွေအများဆုံးပါအဲ့ဒါကြောင့်မို့လဲဒီလိုမျိုးတွေမပျော်ရွှင်ရဘူး RDRS တွေဖြစ်တဲ့အတွက်တယောက်နဲ့တယောက်အဝေးသွားတဲ့အတွက်ပေါ့နော်တယောက်နဲ့တယောက်ကြားခံစားမှုလေးလည်းရောနေတဲ့ပုံစံမျိုးအဲ့လိုခံစားချက်မျိုးလေးလည်းရတယ်နော်အဲ့တော့ဒီ fine 3လေးတွေကတော့ relationship ကပြတ်တာလားဆိုတော့လည်းမပြတ်ဘူးဒီလာတယ်မှာမပြတ်ဘူးဒါပေမဲ့ကိုကမပျော်တော့ဘူးကိုဒီ relationship ကနေရုံထွက်ချင်တယ်ပြီးတော့ကိုဒီလိုတခြားလူတွေနဲ့လည်းကိုပြောနေတဲ့ပုံစံ energy လေးရတယ်တကယ်လို့ကိုကနိုင်ငံရေးခြားနဲ့ပတ်သက်နေတဲ့သူမဟုတ်ဘူးဆိုရင်တော့မှဒီ fine ကိုရွေးရတဲ့သူလေးတွေကကိုရှိကိုဒီလိုနိုင်ငံရေးခြားကနေပြီးတော့အဝေးရနေပြီးစကားလာပြောတာမျိုးကြုံရတတ်တယ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့တစ်ဖက်လူကခဏခရီးထွက်ရတာမျိုးပေါ့နော်အလုံးနဲ့လေအဲ့လိုပုံစံမျိုးတွေများပါတယ်ဒါပေမဲ့ပြစ်သွားတဲ့အနေအထားမျိုးအထိတော့မမြင်ဘူး single လေးတွေအတွက်လည်းကြည့်ပေးပါမယ် single လေးတွေကတော့ single လေးတွေအတွက်ကတော့ခုချိန်မှာစမ်းပွင့်တယ်လို့ပြောလို့ရတယ်ကိုကိုလာပြောတဲ့သူကိုနဲ့ပတ်သက်မဲ့သူဒီနိုင်ငံရဲ့ခြားကပါဒါမှမဟုတ်ရင်ကိုတိုင်ကလည်းနိုင်ငံရဲ့ခြားကိုတောက်ဖို့လုပ်နေတာမျိုးစီစဉ်နေတာမျိုးကိုစကားလာပြောတဲ့သူကဒီ online ကနေပြီးတော့ပို့ပြီးတော့ဖြစ်ဖို့အများဆုံးများတယ်ပြီးတော့ကြတော့ကိုထက်ငယ်တဲ့သူတွေများတယ်ကိုလာပြောမဲ့သူကလေsingle လေးတွေအနေနဲ့ကတော့တကယ်လို့ relationship ရှိချင်တယ်ဆိုရင်တော့ရှိလို့ရတဲ့အနေအထားမှာရှိနေပါတယ်ဒီ fine 3လေးတွေကအဲ့တော့ဒါကတော့ single လေးတွေအတွက်ကြည့်ပေးထားတာပေါ့နော်ကိုက relationship ရှိမယ်ဆိုရှိလို့ရပါတယ်ဒီလာထဲမှာIS လေးတွေကတော့တိတ်တော့အဆင်မပြေဘူးပျော်ရွှင်မှုမပြဘူးပြတ်တာမျိုးတော့မမြင်ဘူးဒီတော့ဒီတကယ်လို့ကိုက energy ကြိုက်တယ် tarot ကိုစိတ်ဝင်စားလို့ personality လေးတွေမေးချင်တယ်ဆိုရင်ဒါက tarot page messenger မှာ booking ယူလို့ရပါတယ်ကျေးဇူးတင်ပါတယ်